လူလောကဆိုတာသာဝရတာယာနေတာမဟုတ်ဘူးအစိုးနဲ့တွေ့တဲ့အခါရှိတယ်အောင်မြင်တဲ့အခါရှိတယ်လို့ကြာဆုံးတဲ့အခါရှိဘဝမှာလည်းလူပြုတ်လန်းဆန်းတဲ့အချိန်ရှိတယ်လို့ဘုံမင်းရောသွားတဲ့အချိန်ရှိဥစ္စာရဏကြွယ်ဝချမ်းသာတဲ့အချိန်ရှိတယ်လို့ရှင်ရဲ့ဘွဲ့တည်သွားတဲ့အချိန်လည်းရှိစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ကြုံရတာရှိတယ်လို့စိတ်ဆင်းရဲတရားတွေပြဿနာတွေနဲ့ကြုံတဲ့အချိန်ပိုင်းလည်းရှိအလုံးကဝိုင်းပြီးတော့ချီးကျူးကြတယ်ညှောက်စားကြတယ်ဆိုတဲ့အခါရှိတယ်လို့အလုံးရဲ့တတွေးကွက်မှာပဲလက်မြော့အဲခါတဲ့အချိန်တွေရှိတယ်လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာလောကရဲ့တဘာဝလို့ဆိုတဲ့အကောင်အဆိုးလောကရမျိုးနဲ့ကြုံတွေ့လာရမှာဖြစ်တယ်အဲဒီလိုကြုံတွေ့တဲ့အခါမှာစိတ်ဓာတ်တုံ့လုံးချောက်ချမှုမရှိအောင်ကိုယ်စိတ်ကိုတည်ငြိမ်တိမတ်စွာထားနိုင်တဲ့ဟာလည်းပဲစတုထအနေနဲ့လောကအတွင်းနေတဲ့အခါမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတစ်ခုဖြစ်တယ်